အားလုံးပဲမင်္ဂလာပါ Manchester United Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီဗီဒီယိုလေးမှာတော့ August လ 21 ရက်နေ့အတွက် United ရဲ့နောက်ဆုံးရညနေခင်းသတင်းတချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ Arsenal တင်းနေနဲ့ United ရဲ့လူငယ်ကစားသမား2ယောက်ကိုတပြိုင်နက်ခေါ်ယူဖို့အတွက်နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတွေအရ Arsenal တင်းနေနဲ့ United ရဲ့လူငယ်ကစားသမားတွေဖြစ်တဲ့ James Scanlon နဲ့ Harvey Oganine တို့ကိုခေါ်ယူဖို့အတွက်တော်တော်လေးကိုနှီးစပ်နေပြီလို့သိရတယ်ဖြစ်ပါတယ် James Scanlon အတွက် Arsenal တင်းဘက်ကသဘောတူညီမှုရရှိဖို့အတွက်အယုံကြည်မှုရှိနေပြီးတော့ Oganine ရဲ့ပြောင်းရွှေ့ရလဲပုံမူပြီးတော့တိုးတက်လာနေပြီဖြစ်ပါတယ်အသက်20အရွယ် Oganine အတွက် Arsenal တင်းဘက်ကအခကြေးငွေမပေးရဘဲနဲ့ free transfer နဲ့ခေါ်ယူနိုင်မှာဖြစ်ပြီးတော့ United အနေနဲ့ကတော့နောက်တစ်ချိန်မှာ Oganine ကိုပြန်လည်ရောင်းချခဲ့ရင်ရရှိလာမယ့်ပြောင်းရွှေ့ကြေးရဲ့ 40% ရရှိမယ့် season clause တခုကိုလည်းထည့်သွင်းထားခဲ့ရဖြစ်ပါတယ် Oganine အနေနဲ့ကြာသပတေးနေ့မှာဆိုရင် Arsenal တင်းအတွက်စစ်စစ်မှုခံယူဖို့စီစဉ်ထားပြီးတော့တရားဝင်ပြောင်းရွှေ့ကိုတော့လာမယ့်သတင်းပတ်ကုန်မှာပဲကြေညာဖို့အတွက်မျှော်လင့်ထားတာဖြစ်ပါတယ်သူ့အနေနဲ့ Arsenal တင်းရဲ့ U21 အသင်းကိုပထမဆုံးပူးပေါင်းသွားမှာဖြစ်ပြီးတော့ Adidas ရဲ့ပထမအသင်းနဲ့လည်း training ဆင်းခွင့်ရရှိမှာဖြစ်ပါတယ်နောက်ထပ်အသက်19နှစ်အရွယ်တောင်ပန်ကစားသမား James Scanlon အနေနဲ့ကတော့ Gibraltar နိုင်ငံအသင်းအတွက် senior level မှာ24ပွဲထိပါဝင်ကစားပေးထားတဲ့ကစားသမားတစ်ယောက်လည်းဖြစ်တယ်နောက်24ခုနှစ်စက်တင်ဘာလမှာဆိုရင် Liechtenstein အသင်းနဲ့တစ်ဖက်2ဂိုးစီတည်ကြခဲ့တဲ့ Nation League ပွဲစဉ်မှာဆိုရင် Scanlon အနေနဲ့ Gibraltar အသင်းအတွက်ဂိုးသွင်းယူခဲ့ပြီးတော့အသက်18နှစ်နဲ့ Nation League ရဲ့အသက်ငယ်ဆုံးဂိုးသွင်းရှင်တစ်ယောက်ဖြစ်လာခဲ့ရလည်းဖြစ်ပါတယ် Leicester မှာမွေးဖွားခဲ့တဲ့ Scanlon အနေနဲ့ကတော့ဘယ်တောင်မှညာတောင်မှနှစ်ဖက်စလုံးမှာကစားနိုင်ပြီးတော့ attacking midfielder ပုံစံဖြစ်လက်အသုံးပြုနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်သူ့အနေနဲ့ Derby အသင်းရဲ့ Academy ကနေစတင်ခဲ့ပြီးတော့2021ခုနှစ်မှာဆိုရင် United Academy ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ် United ကိုရောက်ရှိလာပြီးတစ်နှစ်မပြည့်ခင်မှာပဲ U18 အသင်းကိုဝင်ရောက်ကစားခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်သူ့အနေနဲ့ Eric Ten Hag လက်ထက်မှာဆိုရင်လည်းပထမအသင်းရဲ့ training ကိုခေါ်ယူလေ့ကျင့်ခြင်းခံခဲ့ရပြီးတော့2024ခုနှစ်မေလမှာဆိုရင်တော့ United နဲ့ပထမဆုံး professional contract ကိုစာချုပ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လက်ရှိအချိန်ထိတော့ဒီကစားသမားအနေနဲ့ United ရဲ့ပထမအသင်းအတွက်တရားဝင်ပွဲထွက်ကစားခွင့်မရရှိသေးဘဲနဲ့ပြီးခဲ့တဲ့ဒုတိယနှစ်ဝက်မှာဆိုရင်လည်း Scanlon အနေနဲ့ Swindon Town အသင်းကိုအငှားနဲ့တွားရောက်ကစားခဲ့ပြီးတော့6ပွဲမှာတကိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်လက်ရှိအချိန်မှာဆိုရင်တော့ Arsenal အသင်းဘက်ကဒီကစားသမားကိုခေါ်ယူဖို့အတွက်အလေးနဲ့စူးစမ်းနေပြီးတော့ကိုယ်ကိုယ်တာသဘောတူညီမှုရရှိဖို့အတွက်လည်းမျှော်လင့်ထားတာဖြစ်ပါတယ်နောက်ထပ်ကစားသမားတစ်ယောက်ဖြစ်တဲ့ Oganine အနေနဲ့ကတော့အသက်20အရွယ် right back ကစားသမားတစ်ယောက်လည်းဖြစ်တယ်ဒီကစားသမားကတော့ United Academy ကနေပေါ်ထွက်လာခဲ့တဲ့ကစားသမားဖြစ်ပြီးတော့အသက်15နှစ်အရွယ်မှာပဲ U18 အသင်းအတွက်ပွဲထွက်ကစားခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်ဒီကစားသမားကတော့တိုက်စစ်ပိုင်းကိုပုံမလိုက်ပါနိုင်တဲ့ right back ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ပြီးခဲ့တဲ့ရာသီမှာဆိုရင်လည်း Newport County အသင်းစီကိုအငှားတွားရောက်ကစားခဲ့တာဖြစ်ပါတယ် Newport အသင်းအတွက်လည်းပြိုင်ပွဲစုံ22ပွဲထိပါဝင်ကစားပေးခဲ့ပြီးတော့ FA Cup နဲ့ Carabao Cup လိုပြိုင်ပွဲတွေမှာလည်းပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ် Arsenal အသင်းတို့ကတော့ Scanlon နဲ့ Oganine တို့နှစ်ယောက်စလုံးဟာလက်ရှိပထမအသင်းအတွက်ချက်ချင်းအသုံးပြုမဲ့ကစားသမားတွေမဟုတ်သေးပေမဲ့လည်းအနာဂတ်အတွက်ယင်းနှိမ့်မြုပ်နှံမှုကောင်းတွေဖြစ်လာနိုင်တာဖြစ်ပါတယ် United အနေနဲ့ကတော့ Academy ရဲ့လူငယ်ကစားသမား2ယောက်ကို Arsenal အသင်းစီကိုဆုံးရှုံးတော့မှာဖြစ်ပြီးတော့အထူးသဖြင့် Oganine ကို free transfer နဲ့ထောက်ခေါ်ခွင့်ပြုခဲ့ရတာကတော့ပြည်သက်တွေအတွက်စိတ်ဖြတ်စရာတစ်ခုဖြစ်လာနိုင်တာလည်းဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ United အနေနဲ့နွေရာသီဈေးကွက်မပိတ်ခင်မှာပဲ left back နေရာအတွက်ကစားသမားတစ်2ယောက်ကိုခေါ်ယူဖို့အတွက်ကမ်းလှမ်းခံထားရတဲ့ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဆိုပါကစားသမား2ယောက်ကတော့ RB Leipzig အသင်းရဲ့ဘင်နောက်ခံကစားသမား David Raum နဲ့ Racing Santander အသင်းရဲ့လူငယ်ကစားသမား George Salina တို့ပဲဖြစ်ပါတယ်အသက်28နှစ်အရွယ် David Raum အနေနဲ့လက်ရှိ Leipzig အသင်းရဲ့အသင်းကောင်းဆောင်အဖြစ်တာဝန်ယူနေရလည်းဖြစ်တယ်။ Raum အနေနဲ့ဒီနွေရာသီတွင်းမှာဆိုရင်လည်း United နဲ့အကြိမ်ရင်သတင်းထွက်ခဲ့တဲ့ကစားသမားတအုပ်လည်းဖြစ်တယ်။သတင်းတွေအရဆိုရင်တော့ United ဘက်ကနေပြီးတော့ Leipzig အသင်းစီကိုတရားဝင်ကမ်းလှမ်းမှုပြုလုပ်လာခဲ့မယ်ဆိုရင်တော့ကစားသမားဘက်က United နဲ့ဆွေးနွေးဖို့အတွက်အသင့်ရှိနေလို့သိရတာဖြစ်ပါတယ်။ဒါကြောင့်လူရှောနဲ့ Patrick Dogu တို့ရဲ့ဘယ်ချမ်းကိုပုံမအားကောင်းလာစေဖို့အတွက်ရှာဖွေနေတဲ့ United အတွက်တော့ Raum လို့တွေ့ကြုံရှိတဲ့ကစားသမားမျိုးကလည်းရွေးချယ်စရာတစ်ခုအဖြစ်ရှိနေတာဖြစ်ပါတယ်။နောက်ထပ်ခေါ်ယူဖို့အတွက်ကမ်းလှမ်းခံထားရတဲ့ကစားသမားတဦးကတော့ Racing Santander အသင်းရဲ့ Salina ပဲဖြစ်ပါတယ်။Salina အနေနဲ့အသက်19နှစ်အရွယ်ပဲရှိသေးတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ဒီနေရာဒီမှာဆိုရင်လည်း Spain U19 အသင်းနဲ့တူ Europa ဖလားပြိုင်ပွဲမှာအောင်မြင်မှုရရှိခဲ့တဲ့အသင်းရဲ့အရေးပါတဲ့ကစားသမားတဦးပဲဖြစ်ပါတယ်။ United အနေနဲ့ Salina ကိုခေါ်ယူခဲ့မယ်ဆိုရင်တော့အငှားပြန်ချစရာမလိုဘဲနဲ့ Curry ရဲ့ပထမအသင်းမှာချက်ချင်းအသုံးပြုနိုင်မဲ့ကစားသမားတဦးဖြစ်လဲရှိနေရဖြစ်တယ်။ Racing Santander အသင်းကလည်းမကြခင်မှာ La Liga ကိုပြန်လည်တက်ရောက်နိုင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်ပြီးတော့သူတို့အနေနဲ့2012ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ် Spain ထိပ်တန်းလိဂ်ကိုပြန်လည်ကစားခွင့်ရရှိမှာဖြစ်ပေမဲ့လည်းသူတို့အသင်းရဲ့အဓိကလူငယ်ကျေပွန်ကစားသမားကိုဆုံးရှုံးရနိုင်တဲ့အခြေအနေကိုရင်ဆိုင်နေရလည်းဖြစ်ပါတယ်။ United အနေနဲ့ကတော့ဒီနွေရာသီမှာဆိုရင်ဘယ်ချမ်းခန့်စစ်နေရအတွက်ကစားသမားတော်တော်များများနဲ့ချိတ်ဆက်မှုတွေရှိနေပြီးတော့ United ရဲ့အဓိကပြတ်မှတ်ကစားသမားတစ်ယောက်ဖြစ်တဲ့ Lewis Hall ကိုခေါ်ယူဖို့အတွက်ကတော့ဒီနွေရာသီမှာအခက်အခဲရှိနိုင်တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ United အနေနဲ့လည်းဘယ်ချမ်းခန့်စစ်နေရအတွက်တခြားပြတ်မှတ်ကစားသမားတွေကိုဆက်လက်ရှာဖွေနေပြီးတော့လက်ရှိ David Raum နဲ့ George Salina တို့ကလည်း United ရဲ့ပြတ်မှတ်စင်းထဲမှာပါဝင်နေတဲ့ကစားသမားတွေပဲဖြစ်ပါတယ်။
နောက်တဲ့သတင်းတစ်ပုဒ်ကတော့ Premier League ပွဲစဉ်တင်မစတင်ခင်အသင်းရဲ့ထင်ရအခြေအနေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ United အနေနဲ့2026-2029ရာသီတစ်ရဲ့ပထမဆုံးပွဲစဉ်ဖြစ် Hull City အသင်းနဲ့စနေနေ့မှာရှင်ပြိုင်ကစားသွားတော့မှာလည်းဖြစ်ပါတယ်။ဒီပွဲမတိုင်ခင်အသင်းရဲ့ကစားသမားတွေရဲ့ထင်ရအခြေအနေတွေကိုနီးပြခရီးအနေနဲ့နောက်ဆုံးအခြေအနေမှာထုတ်ပြန်ထားခဲ့ရလည်းဖြစ်ပါတယ်။ပထမဆုံးအနေနဲ့အပြုသဘောဆောင်တဲ့သတင်းကတော့ Benjamin Sesko နဲ့ခါထာလိုတို့ကအသင်းနဲ့အတူလေ့ကျင့်ခန်းပြန်လည်ဆင်းနိုင်နေပြီပဲဖြစ်ပါတယ်။ Sesko အနေနဲ့ပြီးခဲ့တဲ့နှစ်ရာသီကုန်ပိုင်းမှာဆိုရင်ခြေစလုံးထင်ရရရှိခဲ့ပြီးတော့နောက်ဆုံးပွဲစဉ်3ပွဲကိုလည်းလွဲချော်ခဲ့သလိုအခုလက်ရှိ Pre-season ပွဲစဉ်တွေကိုလည်းတောက်လျှောက်လွဲချော်ထားခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့အခုတစ်ပတ်ရဲ့ Current လေ့ကျင့်ရေးအစီအစဉ်မှာဆိုရင်တော့အသင်းနဲ့အတူပြန်လည်ပူးပေါင်းပြီးတော့ Full Training ကိုလည်းပြန်လည်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီကစားသမားအနေနဲ့ Pre-season မှာအသင်းနဲ့ပူးပေါင်းထားနိုင်ခြင်းမရှိတဲ့အတွက် Hull City အသင်းနဲ့ပွဲစဉ်မှာဆိုရင်တော့ပွဲထွက်ကစားသမားအဖြစ်ပါဝင်လာနိုင်မှုအခွင့်အရေးနည်းနေပြီးတော့လူစားရကစားသမားဖြစ်တာပါဝင်လာနိုင်ခြင်းများနေရလည်းဖြစ်ပါတယ်။နောက်ထပ်လည်းအသစ်ခေါ်ယူထားခဲ့တဲ့ခါတာလိုအနေနဲ့ဒီတစ်ပတ်မှာဆိုရင်အသင်းနဲ့အတူပြန်လည် training ဆင်းနိုင်ခဲ့ပြီဖြစ်ပြီးတော့အသင်းရဲ့ပွဲစဉ်တွေမှာပါဝင်ကစားနိုင်မှုအတွက်အဆင်သင့်အနေထားမှာရှိနေပြီလို့သိရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ PSG အသင်းနဲ့ရာသီကြိုခြေစမ်းပွဲစဉ်မှာဒဏ်ရာရရှိခဲ့တဲ့ Mason Mount အနေနဲ့ကတော့လက်ရှိအခြေအနေမှာဆိုရင်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကိုပါလွဲချော်ထားတယ်ဆိုပေမဲ့လည်းဒဏ်ရာကနေပြန်လည်သက်သာလာနေပြီးတော့ Hull City အသင်းနဲ့ပွဲစဉ်မှာပါဝင်နိုင်မှုအခွင့်အရေးနည်းပေမဲ့လည်းနောက်ပိုင်းပွဲစဉ်တွေမှာပြန်လည်ပါဝင်လာနိုင်ခြင်းများနေရလည်းဖြစ်ပါတယ်။နောက်ထပ်လည်းအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာပြန်လည်ပူးပေါင်းနိုင်နေပြီဖြစ်တဲ့ Matthias De Ligt အနေနဲ့လည်းရာသီကြိုပွဲစဉ်တွေမှာပါဝင်ထားနိုင်ခြင်းမရှိတဲ့အတွက် Hull City အသင်းနဲ့ဖွင့်ပွဲစဉ်ကိုတော့တေချာပေါက်လွဲချော်ဖို့ရှိနေရဖြစ်ပါတယ်။နောက်ထပ်ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာဒဏ်ရာရရှိခဲ့တဲ့တတိယကိုယ်သမား Tom Heaton အနေနဲ့ကတော့သူ့ရဲ့ထင်ရအခြေအနေကြောင့်ရသက်တဲ့ဘက်အနေငယ်အနားယူရဖို့ရှိနေရလည်းဖြစ်ပါတယ်။ဒါကြောင့် United အနေနဲ့ Premier League ပွဲစဉ်1မှာဆိုရင်တော့အသင်းရဲ့အဓိကကစားသမားအများစုနဲ့ပွဲထက်လာဖို့ရှိနေပြီးတော့အသင်းရဲ့ပထမဆုံး Premier League ပွဲစဉ်မှာရမှတ်ပြည့်စုဆောင်းနိုင်မလားဆိုတာလည်းဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့။